အခုပြောပြချင်တာကတော့လူနာတွေပေါ့နော်လူနာတွေအဓိကကတော့ဒူးနာရဲသူတွေပေါ့နော်ဒူးနာရဲလူတွေဒူးကောင်းတဲ့ကိုဆေးထိုးလိုက်တာကိုကြားဖို့မယ်မြင်ဖို့မယ်လို့ထင်ပါတယ်အဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ပြောပြချင်လို့ပါအဓိကအားဖြင့်အမျိုးသမီးတွေထိုးတာများပါတယ်အသက်ကြီးသွေးဆုံးပြီးသားအမျိုးသမီးတွေဆိုရင်ဒူးကြီးပေါင်းလို့ခေါ်တာပေါ့နော်ဒူးကောင်းထဲမှာရှိတယ်ဒူးကောင်းဆိုတာအယိုးနှစ်ခုကဆက်ထားတာကွာတိလားအပေါ်ကပေါင်ယိုးနဲ့အောက်ကခြေသလုံးယိုးနဲ့ပေါ့နော်အဲ့လိုမျိုးဆက်ထားတာဆိုတော့အသက်ကြီးလာရင်အများတော့ပုတ်တိုက်မှုတွေဖြစ်ပြီးတော့အယိုးတွေကဒီ cartilage တွေကြက်ရိုးကိုင်အဖြူရောင်အပြင်လေးအဲ့အဖြူရောင်ပြင်လေးကပျက်စီးယိုယွင်းနေတာပေါ့နော်ဆိုတော့ပုံမှုအားများပြီးတော့တက်တွေထွက်တာတို့အယိုးတွေပျက်စီးနေတာတို့အဲ့ဒါကိုကြီးပေါင်းတက်တာလို့ခေါ်တယ်ပေါ့နော်ကြီးပေါင်းတက်တယ်ဆိုတော့အယိုးအတက်ထွက်တာကိုပြောတာပါဆိုတော့အဲ့လိုဖြစ်ရင်ဘယ်လိုဖြစ်လဲဆိုရင်လူနာကမခံနိုင်ဘူးသူကအရန်နိုင်အမတန်နိုင်ခေါက်လိုမျိုးတော့မဟုတ်ဘူးပေါ့နော်သူနာရဲ့ဒီ OA နာတာလဲတခြားပုံစံနဲ့သူနာနေနဲ့သူနာတာပေါ့နော်ဆိုတော့အဲ့တော့သူကောင်းကနာတယ်ခါလေးကြရင်အဲ့လိုရောင်းတလူတောင်ဖြစ်ချင်တယ်ပေါ့နော်အဓိက prominent ဖြစ်တာနာတာပေါ့နော်အဲ့လိုအချိန်ကြရင်တင်ပါကိုစီးထိုးတယ်တောက်စီခိုက်ခဲပြောက်စီတောက်တယ်တချို့လည်းပျောက်သွားတယ်ဒါပေမဲ့တချို့အင်မတန်ဆိုရတဲ့သူတွေမပျောက်ဘူးဒီလက်မောင်းတွေရောပဲလက်မောင်းခေါင်းဖိလို့မရဘူးအင်ဂျီချိတ်ကိုဒီလိုမျိုးကြီးတက်လို့မရဘူးပေါ့နော်ဆိုတော့အဲ့လိုလူတွေဆိုရင်ပိုတိတာဒီလက်မောင်းတွေဆိုရင်လည်းအဲ့လိုမျိုးဆိုရင်အဲ့လိုဆေးကန်းတွေဘာကြီးသွားရင်ဘာလို့လဲဆိုရင်အယူကျော်ဆရာဝန်တွေကစီးထိုးပေးတယ်သူတို့ထိုးတာကအရင်တော့ဒေါက်တာတီးက steroid ထိုးတာကွာတိလား steroid ဆိုဒီမှာအယောင်ကျစေ steroid ဆိုတာဆရာခိုးလိုမျိုးပဲအဲ့လိုဆရာကိုဆိုဘာလိမ့်လိမ့်ပြောက်တယ်လေ steroid ကလည်းအဲ့လိုနှက်ဆေးပေါ့နော်အဲ့ဒါကြောင့်မလို့အပြင်မှာဆက်ဆေးရောင်းနေတယ်ဆိုနှာဆေးရမလား steroid ထဲချောင်းဆွဲမလား steroid ထဲအဲ့လိုဘာလို့ steroid ထဲတော့အဲ့လိုတောက်သမျှပျောက်ပေါ့နော်အဲ့တော့ steroid ကိုထိုးလိုက်တဲ့အချိန်မှာ steroid ရဲ့အကောင်းဆုံးသော action ဒီအနာအရန်တက်တာ a few days ပဲ within a few days ပဲဒီနေ့ထိုးရတော့ကန်ကောင်းအောင်ညနေဆိုရင်တက်တာနေပြီဒါမှမဟုတ်မနေ့ပြန်တက်တာရပိုင်းလေးနဲ့ပဲထိုးလိုက်တာနဲ့တက်တာရယ်ပေါ့နော်အဲ့လို steroid ထိုးကြတယ် steroid ထိုးတာကဘယ်လိုလူတွေထိုးလို့မရဘူးလဲဆိုတော့အယိုးသူ့ရဲ့ဟာရ grading လေးရှိရပါတော့အယိုးကဘယ်လောက်ပျက်စီးနေရလဲပျက်စီးရ grading grade 3လောက်ဆိုရင်တော့ထိုးလို့မရတော့ဘူးပေါ့နော်အဲ့တော့ steroid ထိုးရင်ကောင်းတဲ့ချက်ကခုနကအနာအင်မတန်တက်တာရယ်လက်ငင်းတက်တာရယ်အချိန်တိုအတွင်းတက်တာရယ်မကောင်းတဲ့ချက်က steroid ဒီစီးဆွဲတာရင်တော့မှအဲ့လို steroid တွေတောက်တဲ့သူကဖောလာရလို့ဖောင်းလာရလို့အယိုးပွားတယ်ဖြစ်တယ်ဆိုပြီးပြောတယ်လေသူဒီအယိုး joint တွေကိုဓာတ်ရိုက်ထိုးလိုက်တဲ့အတွက်အယိုးတွေကိုပို့ပြီးတော့ပျက်စီးစေရ steroid ကလေခဏထိုးလို့လည်းမရဘူးတခါထိုးပြီးရင်ဘယ်လောက်ခံလဲဆိုရင်3-4လလောက်ခံတဲ့သူရှိရ6လ9လလောက်ခံတဲ့သူရှိရတယောက်နဲ့တယောက်မတူဘူး action အများဆုံးကတော့4လလောက်ပဲထင်တာပဲပေါ့နော်ခဏထိုးလို့မရဘူးထိုးရင်လည်းအယိုးတွေပျက်စီးတယ်ကောင်းတာဆိုလို့အယောင်ကျတာတစ်ခုပဲရှိတယ်ဒါပေမဲ့ဈေးကကျတော့သူက9000 6000လောက်ပေါ့တောင်းကနန်းပဲရှိတယ်ဒါတော့ trace ရှိတာရှိရဘာလဲဆိုရင်သူကအခုနောက်ပိုင်းမှာအဲ့ထက်ကောင်းတယ် high hyaluronic acid ဆိုတာဘယ်လိုသိရလဲဆိုတော့ဒါအလားပါအရန်ကြိုက်တာကိုအဲ့တော့cream နေအောင်ရှိရကွာမျက်နှာလိမ့်နဲ့ skin care cream နဲ့ high hyaluronic acid လိမ့်ရင်မျက်နှာလေးက moisture ဓာတ်တွေပြည့်ပြီးတော့ဆူအီဖောင်းလေးဖြစ်နေတယ်ဆိုတာအဲ့ဒါပေါ့နော်အဲ့ဒီ high hyaluronic acid ဆိုတာခန္ဓာကိုယ်မှာသူကတဘာဝအတိုင်းရှိတာ high hyaluronic acid မျက်နှာပေါ်မှာရှိရင်အရေပြားထဲမှာသူရှိရင်သူကဘာလဲဆိုရင်ရေတက်ကိုပဲအစား1000လားမသိဘူးဆွဲထားနိုင်တယ်အဲ့တော့ high hyaluronic acid by cream နေလိမ့်နိုင်သူ့အသားကိုကြီးပြောင်းလေးဖြစ်နေအောင်အဲ့ဆိုမျက်နှာမှာဆိုသူအဲ့လိုလုပ်တယ် joint နေမှာဆိုသူဘာလုပ်လဲဆိုတော့သူကချောစီအနေနဲ့လုပ်တာအဲ့တော့ချောစီရှိရတဲ့အတွက်ဒီအယိုးနှစ်ခုကြီးကအထဲမှာစီရရှိတဲ့အတွက်အရင်ပုတ်တာတွေပါတိတ်မဖြစ်တော့ဘူးဆိုတဲ့အတွက်ပုတ်တာကြီးတက်တာတယ်မျက်လုံးမှာဆိုရင်လည်း dry eye တို့ဘာလို့မှာဆိုရင်ခတ်တဲ့ဟာ HA လေးပါတယ်အဲ့ high hyaluronic acid ပါတယ်ပေါ့နော်မျက်လုံးမှာလည်းသူရှိရဆိုတော့အဲ့ဟာလေးကိုထိုးလို့ရတယ်ပေါ့နော်အဲ့ဟာကျတော့ဘာလဲဆိုရင်သူကချောစီဒီလားချောစီအခုဖြစ်နေတာက OA ဆိုတာအယိုးကြည့်ပါအယိုးတွေကပျက်စီးပြီးတော့အတက်တွေထွက်ပြီးတော့အထက်မှာလည်းချောစီကကုန်နေတဲ့ချောစီကိုပွင့်ရင်နဲ့ပိုပြီးဆိုးလာတာအဲ့ဒီကိုထိုးလိုက်မယ်ဆိုတော့သူကချောစီထည့်ပေးလိုက်တာအဲ့တော့အနာကတော့ steroid ထိုးတယ်လို့မျိုးဟက်ချလောင်းဆိုပြီးမပြောက်ဘူးပြီးတော့ high hyaluronic acid ကသူကcourse အပြည့်ဆိုရင်တစ်ပတ်တစ်လုံးထိုးပြီးွားရင်တစ်လတစ်ခါကို6လတိလာမသိထိုးရတာ action ကလည်းမြင်မပြဘူးအဲ့လိုတစ်ပတ်တွေနှစ်ပတ်တွေကြာတော့မှသူကပြရဲ
အနာအဲ့လိုမှတဖြည်းဖြည်းလေးနဲ့သူချောစီရှိရဲ့အတွက်အယိုးနှစ်ခုကတိတ်မပုတ်တော့တဲ့အတွက်အနာတက်တာရယ်ပေါ့နော်ဟိုကကြတော့လုံးဝကိုထိုးလိုက်ရင်ဒီနေ့ထိုးရင်အဲ့လိုရပ်ပိုင်းပဲဒီနေ့လည်းပြန်မယ်ဒါမှမဟုတ်နောက်နေ့ကျရင်လည်း action ပြန်မယ် steroid ရဲ့ကောင်းကျိုးကအနာတက်တာတခုပဲဟိုကကြတော့အနာလည်းတက်တာမှာချက်ချင်းတော့မဟုတ်ဘူးအနာတက်တာပြီးတော့အယိုးတွေကိုအဲ့လိုမျိုး steroid လိုမျိုးနောက်ပိုင်းကျအယိုးပွားရအယိုးပါတာတွေ bone destruction တွေအယိုးတွေပျက်စီးရတွေဖြစ်လာဆိုမဖြစ်ဘူးသူခန္ဓာကိုယ်မှာတောင်မှ naturally occurring ဖြစ်နေတာ哦ဒီလားဆိုတော့ချောစီနောက်ပိုင်းမှာအဲ့ high hyaluronic acid ကိုထိုးကြရပေါ့နော်သူဒီ steroid လိုမျိုးလဲခဏထိုးလို့မရဘူးတွေဘာတွေတော့လည်းမကြဘူး steroid ဆိုကြလည်းလိုမျိုးမရှိဘူးပေါ့နော်ဒါပေမဲ့ဘာလဲဆိုတော့သူကဈေးတော့ကြီးရယ်တိမ်ကနန်းတစ်ခါထိုးရင်တော့ဆေးဘိုးကြီးပဲကို3သိန်းလောက်ကတ်တယ်အဲ့တော့ထိုးကားနဲ့ဗာလဲဆိုဥမာ3000လောက်ယူမှာဆို3သိန်း3000ပေါ့နော်ဆိုတော့တိမ်ကနန်းရှိတယ်ဒါပေမဲ့ပိုကောင်းတယ်တိလား steroid တက်ပိုကောင်းဆိုတော့ထိုးကျင်တယ်နားရဲဆိုရင် steroid ထိုးရမလား HA ထိုးရမလားသိကျင်တယ်အဲ့လို dream ဟာလေးဖြစ်နေတယ်ဆိုရင် HA ကိုအားပေးရယ် long term ကိုကြည့်ပေါ့နော်ကျွန်မပတ်စံမရှိဘူးဆရာမရေဘယ်လိုလုပ်ရမလဲအရန်လည်းနာနေရဆိုရင်တော့လေ steroid ထိုးပေါ့နော်ဒါပေမဲ့ဒေါက်တာသားဆိုရင်အရန်နာရင်ပေတေခံပြီးတော့စိတ်တောက်ပြီးပဲနေမယ်ပတ်စံကိုပြည့်အောင်စုမယ်ဆိုပြီးတော့ HA ကိုထိုးမယ်ရေးရှိကြည့်ရမှာကွာတိလားကိုက steroid ထိုးလိုက်တယ်ပြီးရင်အယိုးကလည်းပြန်ပြီးတော့ထပ်ပြီးတော့ပျက်စီးအောင်မှာဆိုတော့ကိုအတွက်ကပိုးဆိုးလာဖို့ပဲရှိတယ်ပြီးတော့ steroid ဆိုရင်မထိုးရတဲ့ condition တွေရှိတယ်လေအယိုးတွေအရင်ပျက်စီးနေတာတို့ဘာလို့ဆိုထိုးလို့မရဘူး HA ကကြာအဲ့လိုမဟုတ်ဘူးချောစီထိုးပေးလိုက်တာဟိုအယောင်လည်းမကြဘူးအနာလည်းတက်တာမဟုတ်ချောစီထည့်ပေးလိုက်တဲ့အတွက်အယိုးနှစ်ခုပွတ်တာကအရင်ဖြစ်မနေတော့ကွာတခုနဲ့တခုတယောက်မျက်နှာတယောက်တိတ်မမြင်ရတော့နည်းနည်းလေးဟာဝါပေါ့ချောစီလေးဆိုတော့ပွတ်လို့ပိုကောင်းသွားပါပေါ့ဟုတ်ဒီဆိုတမားရဲ့